Wonderful Church မှာ assistant pastor ဖြစ်ပါတယ်ကျွန်တော် senior pastor ဆရာဇံဘောဆရာခန်းစာဖြစ်ပါတယ်လို့စီယိုဆိုကျွန်တော်မိတ်ဆက်စင်ပါတယ်ကျွန်တော်ကောပါတော့မရှမ်းဘူးနော်တေချာနားထောင်ပါဒါမဲ့ကောပါတော့မကြောက်ဘူးကျွန်တော်က1993လာမပြောအဲ့ရနေကျွန်တော်တမတော်ရည်တက်သေးဝင်တယ်2000မှာပြန်ထွက်လိုက်တာဖြစ်တယ်အခုချိန်မှာဆိုရင်ဒီမှာစစ်သားတွေတော်တော်မုန်းတဲ့လူလည်းရှိကောင်းရှိမှာနော်ကျွန်တော်တော့မမုန်းပါနဲ့လို့စစ်ထွက်ဆိုတော့လည်းမမုန်းနဲ့နော်ကျွန်တော်ဘာဖြစ်လို့ထွက်တာလဲဆိုရင်ကျွန်တော်ယေရှုစစ်သားလုပ်ချင်လို့ပါအာမင်ဒါကြောင့်လည်းအခုဆက်လက်ယေရှုစစ်သားရောက်တဲ့နေရာတိုင်းမှာတတ်နိုင်တလောက်ပါဝင်ပြီးတော့လက်နဲ့မဲ့နဲ့နော်နှုတ်ကပတ်တော်လက်နဲ့ပဲကျွန်တော်ဖခင်အတွက်စက်ကတ်တော်လူတယောက်ဖြစ်ပါတယ်လို့လည်းပြောချင်ပါတယ်အားလုံးဒီမှာရှိတဲ့လူတွေအားလုံးကျွန်တော်တို့ပြီးခဲ့တဲ့အပတ်မှာယေရှုခရစ်တော်ရှင်ပြန်ထမြောက်တဲ့နေ့ရက်ကိုအားလုံးဘာပွဲရှူလားဘာကွန်းရှူလားအဲ့မှာကျူဆူကြတယ်မလားတော်တော်လေးခွန်အားရကြတယ်လို့ထင်တယ်ကျွန်တော်လည်းဖိတ်ပါတယ်ကျွန်တော်လည်းဟိုးဆောင်ကိုင်းလုံးဘက်မှာလည်းအဲ့မှာတော့အားပေးလို့နော်နှုတ်ကပတ်တော်အားပေးလို့ဖြစ်ပါတယ်လာချင်းတယ် just CF နော်ဟုတ်တယ်နော်အဲ့မှာလာချင်းပါတယ်ဒါပဲမလာဖြစ်တာလဲခွင့်ပြုပါခွင့်လွှတ်ပါအားလုံးဒီနေ့ကျွန်တော်ပြောချင်တာများတော့ရှိတယ်ဒါပေမဲ့နည်းနည်းပဲပြောမယ်နော်ခွန်အားရတဲ့ဟာလေးတဲ့ကျွန်တော်ဝေမျှပေးခြင်းတယ်ဘာစာပြောရင်ကောင်းမလဲလို့စဉ်းစားနေတာနော်ကဲအားလုံးနော်နှုတ်ကပတ်တော်ဖတ်စုစီစဉ်တော့တယ်ကျွန်တော်မျက်ရှိလဲတိတ်မကောင်းဘူးနော်နဲ့ဖုန်းနဲ့လည်းဖုန်းနဲ့လည်းကြည့်ရမှာဖြစ်တယ်နော်ခွင့်လွှတ်ပါဇရမိအခန်းကြီး29ခန်းငယ်7ဇရမိအခန်းကြီး29ခန်းငယ်7တဖန်မင်းတော်မူဒီကငါဒီတင်တို့ကိုအကျိုးနည်းစီခြင်းကကြံစီသောအကျင့်မဟုတ်ပဲတင်တို့ဒီမြောင်လိမ့်သောအကျိုးကိုရမည့်အကြောင်းငင်ဝက်စီခြင်းကတင်တို့အဖို့ကြံစီသောအကျင့်တို့ကိုငါဒီနေရာမှာတင်တို့အဖို့ကြံစီသောအကျင့်ကိုတို့ကိုငါတည်တယ်ဆိုပြီးတော့ကျွန်တော်အဓိကဒီနေ့နှလုံးသားတိုင်းမှာစဉ်းစားစေခြင်းတယ်ကဲအနည်းငယ်ဆုတောင်းဆက်ကကြအောင်မေတ္တာတော်ရှင်ပါကိုတော့ကျေးဇူးတင်တယ်ဒီနေ့ဒီချိန်၌ကျွန်တော်ရဲ့အသက်တာ၌ဒီနေရာ၌ပို့ဆောင်လက်ဒီမှာရှိတော့ယုံကြည်သူသားသမီးများနဲ့အတူနှုတ်ကပတ်တော်၌ခွန်အားယူဖို့လုံငါပြင်ဆင်ထားတော့အရာများကျွန်တော်အတုံးပြုတော်မှာနှုတ်ကပတ်တော်ကိုစီလွတ်တော်မူပါဂျာနာတော်သူအရောက်စီတိုက်ပေါ်၌လဲခွန်အားရစရာတိဆောက်စရာဖြစ်စီတော်မူမြတ်ကြောင့်ယေရှုနာမဖြင့်ဆုတောင်းဆက်ကပ်ပါ၏အာမင်တငယ်ချင်းကြားဖို့တယ်နော်ဒီနေ့တငယ်ချင်းဒီနေ့တို့ဟာ waiting rooms မှာရှိကြတယ်လို့ဘေးနားကိုပြောကြပါဦးအားလုံးဘေးနားလူတွေတငယ်ချင်းတုတ်တွေဟာ waiting room မှာရှိတယ်ဒီနေ့အဲ့ဒါပဲပြောမယ်ကျွန်တော်ပြန်မယ်ဆိုရင်လည်းရပြီအဲ့ဒါတော့မဟုတ်ဘူးနော်ဘယ်လိုဘာလဲ waiting room ဆိုတာအင်္ဂလိပ်လူလဲဘာလူလဲနားလဲအောင်တော့နည်းနည်းပြောချင်တယ်နော်ဒါပေမဲ့အဲ့ဒါတော့ခေါင်းထဲမှာထားစေချင်တာဖြစ်တယ်လူဆိုတာကကျွန်တော်အနေနဲ့ပေါ့နော်၃မျိုးရှိတယ်တချို့လူတွေကကုကိုယုံကြည်တယ်နောက်တစ်မျိုးကသူတပားကိုယုံကြည်တယ်
နောက်ဆုံးလူကသူ့ကိုလည်းမယုံဘူးသူများကိုလည်းမယုံဘူးဘာကိုယုံလဲဆိုရင်ဖခင်ကိုပဲယုံကြည်တယ်ဟာလေလုယာကျွန်တော်ကိုကျွန်တော်မယုံဘူးဆိုတာကျွန်တော်ရေးစားထားတယ်သူတငယ်ချင်းစီမှာပြောပြပါလားဟာမဟုတ်လားပြောတယ်လေနော်အဲ့ဒါကျွန်တော်တို့မယုံလို့သူများကိုခိုင်းတာဟုတ်တယ်နော်ဒါကြောင့်ကျွန်တော်ဒီလို၃မျိုးထဲမှာကျွန်တော်တို့ကဘယ်ရှုထဲမှာပါလဲဆိုတာကိုတီးဆုံးပါပဲနော်ဒါကြောင့်ဒီနေ့ပြောချင်တာယုံကြည်ခြင်းယုံကြည်သူတဦး၌ရှိရမယ့်စိတ်နေတဘောထားခေါင်းရှင်နဲ့ဆိုအဲ့ဒါကိုတတ်ချစီနေယုံကြည်သူဦး၌ရှိရမယ့်စိတ်နေတဘောထားဆိုတာအများကြီးတော့ရှိမှာပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီမှာနှစ်ချက်ပဲပြောခြင်းပဲယုံကြည်သူတဦးဆိုရင်ဆုတောင်းဖို့ခိုင်းစရာမလိုဘူးကျွန်တော်လူတားဖြစ်ရနဲ့ဘာဖြစ်သွားလဲအချိန်တိုင်းရင်ဘိုက်ကစားလာတယ်အဲ့ဓမင်းစားပါဆိုတာလေခိုင်းစရာမလိုချိန်မှာရောက်ဓမင်းအိုဒီလန်စားတော့နေကြတာသူနည်းလည်းကောင်းပဲကျွန်တော်ယုံကြည်သူတဦးဆိုရင်ဆုတောင်းဖို့ခိုင်းစရာတော့မလိုဘူးဒီမှာဆရာတွေကလာကြပါဗျာနေစာချောင်ဆုတောင်းရှိတယ်ဘာညာခဏကြောင်ရမယ်ဒါမျိုးကျွန်တော်တို့ကမလာခြင်းဘူးဒါကယုံကြည်သူဖြစ်လာကိုစဉ်းစားကြည့်ပါနော်တကယ်ယုံကြည်သူဆိုရင်တော့ဆုတောင်းဖို့ဒါကနှစ်ခုစလုံးတွန်တွဲတာဖြစ်တယ်ထားခဲလို့မရတဲ့ဟာဖြစ်တယ်ပြီးတော့ကျမ်းစာနှုတ်ကပတ်တော်လည်းဖတ်ရမှာဖြစ်တယ်ဆုတောင်းမယ်နှုတ်ကပတ်တော်ဖတ်ဆုမယ်ဒီနှစ်ချက်ကိုတော့ယုံကြည်သူတအိုးမှာရှိတဲ့နော်မရှိမဖြစ်ကျွန်တော်တို့ခံယူတဲ့ဒီစိတ်နေတဘောထားရဖြစ်တယ်ဒါပေမဲ့အဲ့ဓာတွေကျွန်တော်အကျဉ်းအားဖြင့်ပြောပြတာဖြစ်တယ်ဒါကျွန်တော်တို့ပြောချင်တာဒီနေ့စဉ်းစားချင်တာကအဓိကယုံကြည်သူတအိုးဆုတောင်းတဲ့အချိန်မှာယုံကြည်ခြင်းရှိရမယ်ဟာလေလုယာကျွန်တော်တို့ယုံကြည်တယ်ဆိုပြီးတော့ဆုတောင်းပြီးရပါမလားဆိုပြီးတော့စိတ်ထဲမှာရှိတယ်ဆိုရင်ကျွန်တော်ဆုတောင်းခြင်းရချင်မှရမှာဖြစ်တယ်ဒါကြောင့်ဟေဗြဲအခန်းကြီး7အခန်းငယ်6မှာယုံကြည်ခြင်းမရှိရင်ဘုရားသခင်စိတ်တော်နဲ့မတွေ့နဲ့။ကြောင့်မို့ဘုရားသခင်တန်ကျင်ကတ်တော်သူတွေဘုရားသခင်ရှိတော်မူတဲ့ကောင်ဘုရားသခင်ဒီနေရာမှာကျွန်တော်နောက်ဆုံးဒီအထဲမှာပြန်ယုံဘုရားသခင်တန်ကျင်ကတ်တော်သူတွေဆိုတာကျွန်တော်တို့ဒီမှာရှိတဲ့လူတွေအားလုံးဘုရားသခင်တန်ကျင်ကတ်တဲ့အခါမှာမိမိမှာယုံကြည်ခြင်းမရှိဘူးဆိုရင်ကျွန်တော်တို့ဒီဘယ်လိုပဲဆုတောင်းနေဘယ်လိုပဲအစာရှောင်ဆုတောင်းနေပါစီကျွန်တော်တို့မှာရဖို့မျှော်လင့်ချက်မရှိပါဘူးဒါပေမဲ့ကျွန်တော်တို့ကျမ်းစာထဲမှာယုံကြည်တော်သူပိုင်းမှာကြည့်မယ်ဆိုရင်အစတာဆိုရင်သူ့ရဲ့လူမျိုးအတွက်နော်သူအာရွှေရိနာမသိဘူးနော်အဲ့ဘယင်ကြီးကသူ့ရဲ့အမျိုးအားလုံးကိုတတ်ဖို့အမိန့်ထုတ်ထားတာဖြစ်တယ်ဒါပေမဲ့အစတာကသူ့ရဲ့လူမျိုးအတွက်အားလုံးအတွက်နော်အစာချောင်ဆုတောင်းတော်မှာမကအဲ့ဒါပြီးမှသူ့ရဲ့ရဲဝန်းစွာအဲ့ဘယင်ကြီးရှိမှသွားတဲ့အခါသူ့လူမျိုးအားလုံးနော်ကဲတင်ချင်းရတယ်ဆိုတာအစတာမင်္ဂလိထဲမှာဆက်အစတာဆိုရင်သူရဲ့ယုံကြည်ခြင်းဘယ်လောက်ရှိလဲဆိုတာကျွန်တော်တို့ကြည်ပုံသက်တည်ပြတော့အစတာဖြစ်တယ်နော်ယောက်ျားမှာဆိုရင်ကျွန်တော်တို့ယောက်ျားလေးဘက်မှာဆိုရင်နော်ဤကြည့်ပါလားမူးမရောဘဲနဲ့ကျွန်တော်တို့ရဲ့တောင်ပေါ်မှာတက်ကျွန်တော်အဲ့ဒီနော်ဤအကြောင်းကိုတခါတလေပြင်စဉ်းစားတဲ့အခါသူ့ရဲ့အသက်တာမှာကြည့်အနှစ်120တောင်တင်ပေါ်လျှောက်တယ်ကျွန်တော်ဘယ်သူလဲမသိဘူးအဲ့လိုမျိုးဆွေးနွေးရတဲ့အဲ့နော်ဤအနှစ်100ကိုတင်ပေါ်လျှောက်တာသူတယောက်တည်းဆိုတော့
သူတယောက်တည်းအဲ့လိုမျိုးဆုံးနိုင်ပါဖြစ်ပါမလားလို့ကျွန်တော်မေးတာဆရာတပါအနာမယ်တော့မေးသွားသူကပြောတာဟုတ်လားမဟုတ်တာတော့မသိဘူးကျွန်တော်လည်းဖြစ်နိုင်တယ်လို့ကျွန်တော်ဝန်ခံတယ်ကောင်းကင်တမန်ကကူနေတယ်လို့ပြောတယ်ဟုတ်တယ်နော်မကူနေဘူးဆိုသူတယောက်တည်းအဲ့အနည်း120တော့အဲ့လိုမျိုးလုပ်တာဖယားကသူ့ဘက်မှာပါတယ်ဒါကြောင့် तू ကယုံကြည်ခြင်းမူးမရောဘူးတောင်ပေါ်မှာစောက်တာအဲ့လောက်ထိယုံကြည်ခြင်းကြီးမားတဲ့နောဤအသက်တာကိုကျွန်တော်ဒီကျမ်းစာထဲမှာကြည်တဲ့အခါတွေ့ရတဲ့အခါမှာကျွန်တော်အယံဝမ်းသာတယ်။အော်နောဤကဲ့တော့လဲကျွန်တော်တို့ဒီမှာရှိတဲ့အားလုံးယုံကြည်သူခရိယန်များဆုတောင်းတဲ့အခါမှာယုံကြည်မှုဟောပြဝရှိရဲ့လားဆိုပြီးတော့ကိုစဉ်းစားစေခြင်းတယ်။နောက်တစ်ယောက်အာဗြဟံကသူ့ရဲ့သားဘုရားကပြန်တောင်းတယ်တွားတယ်တပ်ဖို့ဓာတ်ကိုလက်မြောက်အဲ့လိုမျိုးလှမ်းပြီးခုတ်ဖို့လုပ်တဲ့အချိန်မှာဘုရားကသူ့အတန်ကိုခေါ်လိုက်တယ်မလှုပ်နဲ့ဆိုပြီးပြောလိုက်တယ်အာဘုရားကအဲ့လိုမျိုးမလှုပ်ခင်မှာ तू ကဘာယုံကြည်ခြင်းရှိလဲဆိုရင်ဘုရားတခင်ကဒီသားကိုငါတတ်လိုက်ပြီးဆိုရင် तू ကအတစ်နော်နောက်တစ်ယောက်ပေါ့အတစ်တော့မဟုတ်ပါဘူးနော်နောက်တစ်ယောက်ပေးမယ်ဆိုတာသူ့မှာယုံကြည်ခြင်းပြည့်နေဆိုရင်နောက်တစ်မျိုး तू ကနှမျိုးစဉ်းစားတကယ်လို့နော်ဒီအိုက်ဇက်ကိုမတက်ခဲ့ပဲနဲ့ကျွန်တော်ကိုနော်အမျိုးမျိုးအပြင်ကျွန်တော်ပို့ဆောင်မှာဖြစ်တယ်လှုပ်ရမှာဖြစ်တယ်ဆိုပြီး तू အဲ့ဒီနှစ်ခုစဉ်းစားပြီးbody တောင်ပေါ်ရှောက်လန်းခဲ့တာဖြစ်တယ်အဲ့လောက်ထိယုံကြည်ခြင်းရှိတဲ့ကျမ်းစာထဲမှာနော်ဒီသူတို့ရဲ့အသက်တာကြည့်တဲ့အခါမှာကျွန်တော်တော်လေးခွန်အားရပါတယ်ဒီနေ့မှာရှိတဲ့ယုံကြည်သူတွေလည်းအားလုံးယုံကြည်ခြင်း၌တကယ်နော်ကျွန်တော်တို့ဒီအသင်းတော်မှာပဲဖြစ်ဖြစ်မိမိရဲ့မိသားစုမှာလည်းဖြစ်ဖြစ်အားလုံးယုံကြည်စွာဖြင့်ဆုတောင်းဆက်ကပ်ကြရအောင်နော်ပထမပြောချင်ပါတယ်ယုံကြည်ခြင်းနောက်ဒုတိယမှာဆိုရင်နောက်ဆုံးလည်းဖြစ်တယ်ဒုတိယနော်တူပဲပြောမယ်နောက်ဆုံးမှာရဲရင်ဆိုတာကျွန်တော်တို့ဒုဝန်ချင်းကပ်ဖို့ဘုရားတခင်စီမှာအဲ့ဒါကဟေဘုအခန်းကြီး sorry noဟေဗျာခန်းကြီးလေးခန်းငယ်16ဖြစ်ပါတယ်ဟေဗျာခန်းကြီးလေးခန်းငယ်16ထို့ကြောင့်ငါတို့တနာချင်းဂယုနာကို၎င်းတော်စောတော်မဆချင်းကြည်ယူတော်ကို၎င်းခံရမည့်အကြောင်းရဲရင်တော်စိတ်နဲ့ကျေးဇူးတော်ပလင်တို့ဒိုးဝင်ချင်းကကြကုန်အားဒီနေရာမှာရဲရင်တော်စိတ်နဲ့ဂျေဇုတော်ပလင်တို့တိုးဝင်ချင်းကကြကုန်အားအပေါ်မှာကျွန်တော်တို့ဖတ်တဲ့အခါမှာငါတို့ဒီတနာချင်းဂယုနာနဲ့တော်၎င်းတော်စောတော်မှားစားချင်းနဲ့တော်၎င်းရဲဝင်းစွာနော်ဘုရားတခင်စီမှာကျွန်တော်တို့တိုးဝင်ချင်းကပ်ဖို့ဒါကယုံကြည်သူတူစုတောင်းတဲ့အခါမှာရှိတင်တဲ့စိတ်နေတဘောထားအထက်မှာဒုတိယဖြစ်ပါတယ်ပထမယုံကြည်ခြင်းဒုတိယမှာနော်ရဲရင်စွာဘုရားတခင်ထံမှာတိုးဝင်ခြင်းကပ်ဖို့ခွန်အားပေးခြင်းတယ်ကျွန်တော်တို့ကျမ်းစာထဲမှာကြည့်တဲ့အခါမှာရဲဝင်းစွာတိုးဝင်ခြင်းကပ်တဲ့လို့တခင်ယေရှုလက်ဝါးကားတိုင်းမှာတည်တဲ့ချိန်မှာသူ့ရဲ့လက်ရာဘက်လာမလို့နော်အဲ့မှာတည်သွားတဲ့နော်ယာယဝက်မို့ကြီးတယောက်သူကဘာပြောလဲတခင်ကိုယ်ရဲ့နိုင်ငံတော်ရောက်တဲ့ခါမှာကျွန်တော်အခုမမိနဲ့ဆိုပြီးတော့သူပြောတာဖြစ်တွေ့ရတယ်။ဘာကြောင့်လဲဆိုရင်သူကအပိကြီးတဲ့သူဘာဖြစ်လို့သူမှတန်ရှင်းတဲ့လူတခင်ယေရှုရှိတယ်
အရှက်မရှိဘဲနဲ့ဘာဖြစ်လို့အဲ့လောက်စကားအဲ့လိုမျိုးစကားပြောတာလဲစဉ်းစားကြည့်အရှက်မရှိဘူးရေဝန်းစွာယေရှုခရစ်တော်ရှိမှသူဝင်ချင်းကတဲ့အခါမှာခရစ်တော်ကယနေ့တင်နဲ့အတူပါရဒိသူ့ဘုံ၌ငါနဲ့အတူရှိတယ်ဘုရားသခင်ရဲ့ဂတိတော်ကျွန်တော်တို့တခါတလေကြောက်တယ်နော်စိတ်ထဲမှာကျွန်တော်ပြောတာဆုတောင်းတာတွေကြောက်များရပါမလားတွန်ပြီးတော့ဆုတောင်းလိုက်ပြန်ရေဝန်းဆိုပြန်အဲ့လိုမျိုးရှိတူနောက်ဆိုအဲ့လိုမျိုးမနေပဲနဲ့နော်ကျွန်တော်တို့အားလုံးဒီကနော်ဘုရားတကယ်ရှိမှရေဝန်းဆိုတူဝင်ချင်းကကြရအောင်နောက်တယောက်ကြည့်ရအောင်နောက်တယောက်ကယာကုပ်ကဘာဖြစ်လဲလမ်းမှာနှမားလုံးတယ်မလားကောင်းကင်တမန်နဲ့နှမားလုံးတယ်ဟိုကောင်ကလည်းနိုင်တယ်နောက်မိုးလင်းတော့မယ်မိုးလင်းတဲ့ခါမှာဘာဖြစ်လဲအော်ငါ့ကိုလွတ်လိုက်မိုးလင်းတော့မယ်ဟာယာကုပ်ကဘယ်ရမလဲဒီကောင်လည်းစိတ်ကြီးတယ်နော်အခုမရဘူးဒီကောင်ဟာသူလည်းဟိုဟာဘာလဲပုံကြောကိုလည်းဟိုကထိုးလိုက်တော့သူကလည်းနာတာပေါ့ဒီကောင်လည်းစိတ်ကြီးနဲ့ဖက်ဟာဟိုဘာဖြစ်လဲကောင်းကြီးတစ်ခုခုမပေးဖို့ဆိုရင်ငါမလုပ်ဘူးဟာအဲ့လိုမျိုးဆုတောင်းရမှာတော့ကျွန်တော်တို့ဆုလဲမတောင်းရဘူးမလုပ်နဲ့ရဲဝန်းဆိုဆုတောင်းပါဘုရားရှိခိုးတစ်ခုခုကောင်းကြီးပေးမပေးဘူးဆိုရင်မလုပ်ဘူးဟာအဲ့ဆိုရင်မင်းနာပဲပါလဲဟာယာကုပ်အဲ့အဲ့ဆိုရင်မင်းယနေ့မှစရွယ်ဣတိလယခုချိတင်တိုင်းယခုချိန်ထိတိုင်ပေါ့နော်ဗမာလိုလဲနည်းနည်းဟွာဖြစ်လို့အခုချိန်ထိတိုင်နော်ဣတိလလိုမျိုးနာမည်ကြီးကပါမှာပညာအစီအဆုံးတတိဒါကပါလေရဲဝန်းစွာတိုးဝင်ချင်းကလို့နာမည်တော်ပြောင်းပလိုက်တာကြည်ပါကျွန်မတို့အားလုံးဒီလေတိုးဝင်ချင်းကကြရအောင်ရဲဝန်းစွာဟာလေလုယာကျွန်တော်တို့ဘုရားအကြောင်းမှာတွားပြီးကျွန်တော်ဆုတောင်းတာဒီသူများကြားမလားကြောက်နေမကြောက်ပါနဲ့ဘုရားကကျွန်တော်တို့အနာမှာမဲရန်ရှိပါတယ်နော်ကဲခုနအစကကျွန်တော်ပြောလဲလေတိတ်တငယ်ချင်းတို့တွေဘာရှိလဲဘယ်မှာရှိရလဲဝိတ်တင်းရုံးမှာရှိအကိုအဲ့ဒါသွားတော့မယ်နော်နောက်ဆုံးပိုက်ဖြစ်တော့မယ်ဒါကြောင့်ဒီဝိတ်တင်းရုံးမှာရှိအားလုံးအတူကျွန်တော်ကစအားလုံးအတူရှိတယ်ဆိုတာကျွန်တော်တို့အားလုံးကျွန်တော်ပြောချင်တယ်ကျွန်တော်တို့ဆုတောင်းတယ်ရဲဝန်းစွာဆုတောင်းတယ်ဒီမှာရှိတဲ့လူတွေဆုမတောင်းဘူးလို့ကျွန်တော်မပြောလို့ပါဘူးဆုတောင်းမှာပဲเนาะအခုတတိယနိုင်ငံလားဂမ်ထုမနာကျနေတတိယနိုင်ငံခေါင်းမန်းချီလေလောကျနေနာမဆိုင်ပါမထုံးငယ်ချစ်စဲဆုတောင်းတယ်ဒါပေမဲ့ဘာဖြစ်လဲနှစ်နားပြောချင်မောကောပါထိတ်လို့ခေါင်းလုံးစားနားထိတ်လို့မကြောက်ဘူးလဲဒုက္ခပဲကြည့်ကပ်တုံးလာတော့ခါຫນွေစားနေကြတယ်အနေအောက်ခါတဲ့ကိစ္စနေတော့ကိုက်တန်နင်းခုံဖန်ကပ်တုံးလာဘောတော့သူကပုံမပြဘူးလေစစ်ထဲဝင်မယ်ဆန်ပုံ100တော့ပြရမှာသူကပုံ100တော့မပြဘူးခတောင်းကြိုက်ပြီးတော့ဒီမှာအုတ်ခဲတွေထဲလိုက်တယ်အဲ့ဒါတော့မှအုတ်ခဲနှလုံးထဲပုံ100မပြဘူးသူလည်းတော်တော်လေးဝင်ချင်တာလေအဲ့ဒါကြောင့်သူကဗာလဲဆိုဆရာတွေကသူကပုံချိန်တဲ့လူကဆရာတွေအကြံပြငါပြောဒီသွားစကြီးများတော့ပြန်လာတော့ဝင်လာအဲ့ဒီကောင်နဲ့ကျွန်တော်တတ်ထဲမှာတခါဒီလိုမျိုးတကြံပေါ့မဟုတ်ပါဘူးတကြံပြီးသွားပြီနော်ပြီးခဲ့တဲ့တကြံတုန်းကလို့ကျွန်တော်လည်းစစ်သားတွေဆိုတော့နည်းနည်းဘာညာပေါ့ပျော်ပွဲတွေလုပ်ပြီးနောက်ညကျရင်ဖေးရိုက်တယ်ဇတ်ဆောင်ပေါ့ဇတ်ဆောင်ကမော်လေအဲ့မှာကျွန်တော်လိန်ပြီးတော့လှုပ်တာလေကျွန်တော်လည်းကလည်းပဲမှာနစ်ပြီးတတ်တော့မလို့ပါမင်းကိုချင်းကဲဟာတာပြောပြတာကြီးကြပါအောင်ပြဲမှာဆူလို့တကယ်ကျွန်တော်ကတော့ဟာတာမပြောတတ်ဘူးနော်အဲ့ဒါကြောင့် तू ကကျွန်တော်ကိုချင်းဆိုအဲ့အာနေစားပြီးကျွန်တော်ကိုအရန်ကြောက်သွားတယ်လေ
ကျွန်တော်လည်းနောက်တကယ်ချင်းရပါလဲဆိုဟာဒီချင်းကလည်းဘာညာဟဲ့အောင်ချင်းဒီချင်းလို့မပြောနဲ့ကျွန်တော်တို့မှာချင်းတယ်အများကြီးပဲလို့ငါမကောင်းဘူးစင်ငါအိုးရောကိုကင်းတော့ခုမကောင်းဘူးကွာဆိုပြီးပြောလိုက်လို့အဲ့လိုမျိုးအဲ့ရှင်ကနေစကျွန်တော်ချင်းကိုမတော်မဲနဲ့ကျွန်တော် personal နဲ့ပြောလို့ချင်းဆိုရင်ကျွန်တော်တကယ်ချင်းလည်းစိတ်ဆိုးမှာပေါ့နော်အဲ့လိုမျိုးကျွန်တော်တတိပေးတာဘာပဲဖြစ်ဖြစ်အခုဒီနေ့ကျွန်တော်တို့ waiting room မှာရှိတဲ့အချိန်မှာနော်ကျွန်တော်လည်းရှိတယ်ဒီမှာရှိဂျုံကြည်သူလည်းရှိတယ်ကျွန်တော်ဆုတောင်းတယ်မရဘူးအစင်မပြေဘူးဒါပေမဲ့ရတဲ့လူရှိတယ်တချို့စင်ပါဖြစ်လေအိုးပဲတွားကြတယ်လေဆုတောင်းပြလို့ကြည်တော့ချီးမွမ်းတယ်မနေ့ပိုင်းဆိုရင်ကျွန်တော်တို့ကြွားလူတွေကျွန်တော်ဖိတ်တယ်မနေ့ပိုင်းဘာညာရှိတယ်တဲ့နော်မပြောဘူးနော်ဘာညာရှိတယ်လာခဲ့ပါတဲ့တွားမှာပြောချင်တာလူတွေအခုမှဦးနောက်ရောက်လာရတယ်ကြီးလိုက်နော်ဘာမှဖြစ်ဖို့ကျွန်တော်ဒီပြောမှာပဲနော်ကျွန်တော်မရဘူးနော်ဘာပြောမှာတော့မိသွားတယ်ကျွန်တော်တို့ကျွန်တော်ဆုတောင်းတယ်တချို့ကရတယ်တချို့ကဒီမှာမရှိတော့ဘူးเนาะတချို့ကကြံနေတယ်တချို့ကဒေါ်နယ်ထမ်ပူထမ်ကနော်ပူပူကသူကအိုးအကုန်လုံးပိတ်လိုက်တဲ့ဟာလည်းရှိတယ်ဖွင့်ပါမလားမျောလင်းချက်နဲ့ကျွန်တော်ဒီမှာဆောင်းတဲ့လူကိုလည်းရှိကောင်းရှိလဲမယ်အဲ့ထဲမှာကျွန်တော် waiting room မှာရှိနေတာဖြစ်တယ်ဒါပေမဲ့စုတောင်းပြီးတဲ့လူတယောက်ကြည်အောင်ကျမ်းစာထဲမှာအေလိယဘာလဖျားရီနဲ့သူတစ်ဖက်မှာ prophet 400လောက်ရှိတယ်သူတယောက်တည်းပြိုင်မယ်ကွာဘာမှလူမရှိတော့ဆိုတာဘာတာပြလိုက်အဲ့ကျမှ तू ကဘာလဲအဲ့ဆိုသူတို့ပြန်မယ်မင်းတို့ဘုရားခေါ်ဘာဖြစ်နေတော့အော်တယ်မရဘူးမလာဘူးလေမင်းမလာဘူးနောက်ဆုံး तू ကလှုပ်လိုက်တယ်လို့ပြီးတဲ့ချိန်မှာချက်ချင်းမေးလာတယ်အကုန်လုံးလောင်သွားတယ်ဆူတောင်းပြီးတယ်လို့ခေါ်ရမလားခေါ်ရတယ်လေဆူတောင်းပြီးတာအေလိယနောက်တစ်ခါဘာဖြစ်လဲမိုးမရွာနဲ့ဆူတောင်းတယ်လုံးဝခံချောက်သွားတယ်မိုးမရွာဘူးနောက်တတိယအချိန်မှာဘာဖြစ်လဲမိုးရွာပါဆိုပြီးရွာလိုက်တယ်စင်းလန်းဆူပြနေတာပဲနောက်ဆုံးမှာဘာတောင်းလဲသူ့ပုံဝန်းကျင်မှာလူတွေကသူ့ကိုတတ်ချင်တယ်လို့ဘာလို့စစ်တပ်အများကြီးရှိတဲ့ချိန်မှာသူကစိတ်နေပြီးကျွန်တော်တီးချီချင်းတယ်ဖျားတခင်ကျွန်တော်ကိုတီးခိုင်းပါဆိုပြီးဆုတောင်းတယ်ဒါပေမဲ့ဖျားကသူဆုတောင်းတာနားမညောင်းဘူးမပေးဘူးဒါကြောင့်ယေရမယခုနကျွန်တော်ဖတ်တော်တဲ့ကျမ်းစာမှာဖျားတခင်ကကျွန်တော်တို့အသက်အကောင်းဆုံးသူတပါးတည်းပဲတည်တယ်ကျွန်တော်ဘယ်လိုပဲဆူတောင်းဘယ်လိုပဲဖြစ်ဆူတောင်းနေရတယ်ဆူတောင်းနေရတယ်3ခါ4 5ခါရတယ်ဒါပေမဲ့နောက်ဆုံးမှာတစ်ခါတလေမရတဲ့ချိန်ရှိကောင်းရှိလိမ့်မယ်အဲ့ချိန်မှာဘုရားတကယ်သူတပါးတည်းပဲသူတည်တယ်ကျွန်တော်တို့ကမတည်ဘူးသွားပြီကွာကျွန်တော်တေးချင်တယ်မတေးချင်နဲ့ကျွန်တော်တို့ဟိတငါအမဒမောကခေါ်ပြန်တဲ့ကိုကျွန်တော်ကတွေးမွေကပါတွေးမွေရွာကပါကျွန်တော်တို့ရွာသားဆယ်ဘုံကဆရာကြီးတွားမြို့နယ်ဟာခါမှာလက်ထောက်ပြည်နယ်ပညာရေးမှမှာနေတယ်ကျွန်တော်တို့တန်လင်ကြောက်တန်းမှာပြောင်းလာခဲ့တယ်ပြောင်းပြီးတော့သူ့တပည့်တွေကဖျားချင်တယ်ပေါ့ဆူတောင်းခွင့်တောင်းတယ်ဆရာကြီးကျွန်တော်ဖျားချင်တယ်ခွင့်ပေးပါဦးဒီတရက်မဖျားချင်နဲ့ကျန်အကောပါတော့အတော်တက်မှာမဖျားချင်နဲ့ကြည့်ပါမယ်မဖျားချင်နဲ့ကျအဲ့လိုပေါ့နော်ဒါကြောင့်ကျွန်တော်တို့ဆူတောင်းတဲ့အခါမှာတစ်ခါတလေရရလည်းရှိတယ်မရရလည်းရှိတယ်နော်မရတဲ့အချိန်မှာ
waiting room မှာရှိတယ်ဆိုတာကျွန်တော်ပြောချင်တာဖြစ်တယ်ဒီ waiting room မှာရှိတဲ့အချိန်မှာလဲရှိကြည့်တယ်နေဖို့ထိုင်ဖို့ပေါ်တော်နေလို့မရဘူးရိုးကြောင်မနေနဲ့ပါသွားလိမ့်မယ်နော်အဲ့လိုမျိုးမပါသွားအောင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုရင်အဲ့လိုမျိုး waiting room မှာနေတဲ့အချိန်တတိထားရမယ်နော်တတိထားရမယ်ဘာကြောင့်တတိထားရမလဲအာဗြဟံကြည့်အာဗြဟံကဘုရားကဂတိမပေးဘူးလားမင်းကအိုးကြည့်ကျယ်ဒီအောက်မှာတဲဒီကြည့်မင်းကအမျိုးအနွယ်အဲ့လိုမျိုးဖြစ်စီမယ်တော့ကဲသူ့မိန်းမခေါင်းဒီဖြိုးအကုန်လုံးဖြိုးအကုန်လုံးဖြိုးမလားတော့မသိဘူးကျွန်တော်ကတော့မမြန်ပါဘူးကလကားပြောတာနော်ခွက်လက်ပါမားရင်နော်ဖြိုးဖွေးနေရပဲစပယ်ကိုပြောတာနော်နဲ့ तू ကစိတ်ဓာတ်ကြမှာပေါ့ကြည်ဗျာဘုရားပြောတော့လဲကြည်ပါကျဲတဲအဲ့လောက်ထိမင်းအမျိုးတွေဖြစ်စီမယ်ဒါပေမဲ့ဒီမှာကျွန်တော်မိန်းမမဖြစ်တော့ဘူးတောက်ကြားရတော့ဖြစ်ပါလေကော်တဲကပါလဲတွားပါရင်တွားမပါရင်တော့ပြီးတော့ပါလေကားပါရင်ကြည်တာဟီလိုရမတဲ့တွားမရှိရင်လဲတိုင်နဲ့ကားနဲ့ပါရင်ပြီးပြီဆိုပြီးတော့မင်းကလေးရလက်ခံတယ်လေမေပဲရမလဲအာဗြဟံလဲနော်သူရဲ့အိမ်ဖော်မဟာကန်နဲ့နေတဲ့အခါမှာဘယ်တို့ရလဲဣစမေလယနေ့ထိတိုင်ကဘာကြီးကိုမပြောတော့ဘူးကဘာကြီးကိုအကုန်လုံးနော်ဒီလိုဖြစ်နေတာလေဟုတ်တယ်မလားတိုက်နေတာဖြက်စီးနေတာတယောက်နဲ့တယောက်တဲ့မဲဟာကိုမတိတ်ခိုင်းတဲ့ဒီဣစမေလအကြောင်းဖြစ်တယ်မယုံရင်ကျမ်းစာဖတ်ဟုတ်တယ်လေမပြောတော့နော်ပြောချင်တာပါလဲဆိုရင်နော်တကယ် waiting room မှာရှိတဲ့အချိန်မှာကျွန်တော်စောင့်နေတဲ့အခန်းထဲမှာလျင်ကွဲနော်ယထာဘူတာကာမတ်တိုင်တော့မှာကျွန်တော်စောင့်နေတယ်မလား waiting room မှာထိုင်နေတယ်အဲ့အချိန်မှာတငယ်ချင်းနဲ့စကားဖုံပြောမြိုက်သွားကားလာရင်ယထာလာရင်ကြံခဲမှာလေကျွန်တော်တို့တတိထားနေဖို့ဖြစ်တယ်အဲ့ဒါကိုပြောချင်တာဖြစ်တယ်ကျွန်တော်တို့ဒီလိုမျိုးအာဗြဟံကဲတော့လောနေတယ်ဆိုရင်ကဘာကြီးပျက်စီးလောက်ကျွန်တော်တို့ရှီကနေပြဿနာဖြစ်နေတယ်ကျွန်တော်တို့တခု waiting room မှာရှိတဲ့အချိန်မှာစုတောင်းတာမပြီးဘူးစိတ်နေတဲ့တေးချင်းတယ်အမျိုးမျိုးကိုကြံစီပြီးအမျိုးမျိုးကြံစီတယ်မလုံးနဲ့ဘုရားတခင်အကောင်းဆုံးသူတပါးပဲတည်တယ်အေလိယလည်းကြည်ပါဦးစုတောင်းတာမပြီးဘူးမရဘူးဒါပေမဲ့လာကွာကအေလိယဘယ်ခေါ်သွားလဲအရှင်လတ်သူ့ချီကိုခေါ်သွားတာမကောင်းဘူးလားမြေကြီးမရှိတာမဟုတ်ဘူးလေ6ပြေ3ပြေတော့စမ်းမှာပေါ့သူအတွက်ကျွန်တော်တို့လည်းအဲ့လိုပဲကျွန်တော်ဆိုရင်ကျွန်တော်အေလိယကိုတခါတလေစဉ်းစားတော့အေလိယတကယ်နော်ဘုရားကသူစုတောင်းတာပြည့်တယ်ဆိုရင်မြေကြီးမှာမြို့မှာသူကအခုသူစုတောင်းတာမပြောဘုရားတခင်ကသူအကောင်းဆုံးလုပ်တာသူနဲ့အတူတူနော်အစဉ်လက်ခေါ်သွားတာဒါမဲ့ Lazarus ပြီးခဲ့တဲ့နော်Easter Sunday တို့ Good Friday တို့မှာလည်းပြောရင်ပြောမှာနော်အဲ့မှာ Lazarus အကြောင်းကိုကျွန်တော်တတိယတဲ့ချိန်သူကတည်သွားတယ်4 ရက်လောက်ရှိပုတ်စောနာပဲတကယ်ယေရှုတော်ပြီးတော့ရှင်ပြန်ထားမြောက်ခိုင်းတယ်ဒါပေမဲ့ပြန်တည်တာပဲအေလိယဟောမတည်ဘူးလေအရှင်လက်ပြန်လာတယ်မရှိပါဘူးနော်ဘုရားကကျွန်တော်တို့ဒီလိုမျိုးခက်ခဲချိန်နော်စုတောင်းတာမပြီးဘူးစိတ်မနစ်နဲ့ပူပြီးစုတောင်းပါပူပြီးဘုရားရှင်ကောင်းမြတ်ချုပ်ခံစားပြီးအကောင်းဆုံးတနေ့တစ်ချိန်မှာတွေ့ရမှာဖြစ်တယ်နော်ဒါကြောင့်ကျွန်တော်တို့အသက်တာမှာဘုရားရှင်ရှိမောင်းနိုင် waiting room မှာရှိတယ်ဆိုပြီးကျွန်တော်အစာကပြောခိုင်းတာဖြစ်တယ် waiting room မှာရှိတဲ့ချိန်မှာတတိထားပြီးနေပါစိတ်မဆိုးနဲ့တချို့ဆိုရင်သားသမီးတွေမလိမ်မာဘူးမိဘတွေဆိုရင်မလိမ်မာဘူးဆိုရင်ဒေါတာထွက်ဒီလိုနေဒီလိုလောက်ဘာညာအမျိုးမျိုးပြောတယ်
မပြောနဲ့ခလေးဒီမလိမ်ပါဘူးဆရာမရနဲ့ဒီလိုပဲထားစုပဲတောင်းပေးလိုက်ပါသူ့နှလုံးသားထဲမှာတခင်ယေရှုရှိလာရင်သူ့အလူလှပမှာပါလှမှာပါမတိချတဲ့ရက်ခဲကြည့်ရက်ခဲလဲယေရှုပင်ပွားနေဆင်းလာတဲ့အင်ကိုရောက်တယ်အင်ကနေကျွေးမွေးတာယေရှုကဗိုက်စာလို့ဟဲ့ရက်ခဲငါ့ကိုကျွေးမပြောပါဘူးဂျေကသူ့ဟာသူကြွေးတာနောက်ဆုံးမှာသူ့ဟာသူငါသူများအတွက်မတရားယူရင်လေးစားပြန်ရောမယ်ကျွန်တော်မှရှိတဲ့အားလုံးတွေလည်းပြင်မှာစင်ရသားများအားလုံးပေးမယ်ယေရှုကပေးပါမင်းကတတိပဲကွာမပြောပါဘူးယေရှုကဂျေကရဲ့နှလုံးသားထဲမှာဝင်တဲ့အခါမှာဂျေကကသူ့ဟာသူပေးတာဖြစ်တယ်ကျွန်တော်ပြောချင်တာဒါကျွန်တော်တို့မိသားစုမှာနော်ကလေးမိမအားလုံးဒီမှာရှိတဲ့ကလေးမိဘတွေသားသမီးများမလိမ္မာဘူးဆိုရင်စိတ်မကြနဲ့ရံမရိုက်နဲ့ဘာမှလည်းမပြောင်းနဲ့စုပဲတောင်းပေးလိုက်ပါဘုရားရှင်ကကိုမိသားစုအတွက်ကိုအသင်းတော်အတွက်နော်ဝိတ်တင်ရိုးမှာရှိတဲ့ချိန်မှာအားလုံးတနည်းတစ်ချိန်ကျရင်ဘုရားသခင်ကအကောင်းဆုံးပြန်ဆင်ပေးမှာဖြစ်တယ်ဆိုတာကိုကျွန်တော်ဒီနေ့ခွန်အားပေးခြင်းပါတယ်အရောက်စီတိုင်းဘုရားရှင်တာ၍ဝိတ်တင်ရိုးမှာရှိမှပူ၍တိကျရအောင်ဆိုပြီးဘုရားရှင်ကောင်းချီးပေးပါစေကဲအားလုံးကျွန်တော်ဖြစ်ပါတယ်now worship တချင်းတစ်ပုတ်ဆိုပြီးတော့အားလုံးဆုတောင်းဆက်ကကြရအောင်နော်ဘယ်လိုလဲပြောလားကျွန်တော်ကတော့ဟာတာမပြောတတ်လို့လေဟာတာပြောတတ်ရင်နည်းနည်းတော့အားပေးခြင်းတယ်ကျွန်တော်ကတခါတလေမှရောက်တယ်ဆိုတော့ကျွန်တော်ကအင်္ဂါနေ့ပြန်မယ်ဆိုတော့ကျွန်တော်လွမ်းနေမှာကျွန်တော်မိန်းမရှိတယ်ကလေး2ယောက်ရှိပါတယ်နော်ဆုတောင်းပေးကြပါလို့ပြောချင်ပါတယ်ကျွန်တော်မိန်းမတဲ့နောက်နှစ်လာခဲ့မယ်မခေါ်ရင်လည်းလာခဲ့မယ်စာကြောင်းSay bye.
是祷告给我怜悯的，若是祷告给我怜，若是祷告，若是祷告给我怜悯的。 အားလုံးအတူတကွဆူတောင်းကြရအတန်ထွက်ပြီးတော့စက္ကတ်ဆူတောင်းကြဝိုက်တီလူမရှိတဲ့အချိန်မှာအိုးစီတီမတော်ကိုသွားတင်နိုင်ဖို့စောင်းနိုင်ဖို့ကိုတော့ဘုရားမဆတော့အိုးရမရှာလ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 ာအိုးဟာလေလုယာရမရှိတဲ့အိုးမိတော်ဘယ်လာရှာလ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 ာအိုးဟာလေလုယာကိုတော့ဘုရားရှင်ကျွန်တော်ဆိုအိုးရမရှိတဲ့ဟေးဟာလေလုယာအိုးရမရှိတဲ့ကိုတော့ဘုရားရှင်ကျွန်တော်ဆိုဟေး Hallelujah, oh, Ramashiri, oh, Ramashiri, oh, the Mashiro, that the Mimangation, Amen, hallelujah, Ramashara, oh, yes, Amen, hallelujah, we should have it. Manijani, no, Galama, Piamale, General, Amera. ကိုကိုရဲ့အသက်ရှင်တဲ့ဘုရားသခင်ယနေ့ကျွန်တော်တို့ဒီမှာရှိတော်ယုံကြည်သူတာသမီးများအိုးယုံကြည်သူတဝတ်နီနဲ့အိုးစုတောင်းတဲ့အချိန်မှာကျွန်တော်စီတင်ရှိနေတဲ့အရာများအိုးကိုရောဘုရားကျွန်တော်လုံးဝတရားမှတရားယုံကြည်တော်ယုံကြည်သူတာသမီးများဖြစ်စေတော်မူဒုတဲ့မကရေရေဝင်းဝင်းဘုရားတကယ်ရှိမောင်းလိုက်သူ့ဝကြည်ကတော့ယုံကြည်သူတာသမီးများဖြစ်စေတော်မူပါကျွန်တော်တို့ရှားဒီဖြစ်စီမရဒီဖြစ်စီဘုရားတကယ်မျက်မှောက်တော်နဲ့အရာရာ၌ကျေးဇူးတော်ချီးမွမ်းနိုင်တော်သားသမီးများဖြစ်စီတော်မူပါအာမင်အာမင်ဟာလေလုယာကိုရောဘုရားကျွန်တော်တို့အသက်မင်းရန်ကိုယ်ကဆုံးရှောက်ပေးတဲ့ဘုရားတကယ်ကျွန်တော်တို့အကောင်းဆုံးတည်တဲ့ဘုရားကျွန်တော်တို့သာမတည်လို့ပါကျွန်တော်တို့တစ်ခါတလေမိမိခန္ဓာကိုယ်အဆုံးစီရင်ခြင်းတဲ့ထီတောင်တစ်ခါတလေရှိပါဒုတော်ညာလဲဘုရားတခင်ချစ်ချင်းမေတ္တာကိုတည်ခြင်းကျွန်တော်တို့ကိုဘုရားတခင်ရှိမောင်း၌ဝိတင်ရမနေတဲ့ချိန်မှာအဆုံးထိတိုင်စောင့်နိုင်ဖို့လုံငါစိတ်ရှိတော်အရာဖြင့်မဆာတော်မူပါကာနာမြို့မှာပထမရတဲ့စပိယီတဲ့နောက်ဆုံးမှာရတဲ့စပိယီကောင်းတယ်လို့ယနေ့အပင်တပင်ကိုပူပြီးအသေးသေးလေးအကန်ရကြလီယနေ့ကျွန်တော်ဘုရားတကယ်ကောင်းမြတ်ချုပ်ခံစားရလီပူပြီးနှိမ်ချလီဖြစ်တော်ယုံကြည်သူဓာတ်များဖြစ်စီတော်မူပါဟာလေလုယာအိုးဒီမှာရှိတော်သားသမီးများကျွန်တော်ကစအရောက်စီတဲ့အပေါ်၌ဘုရားချခင်ယနေ့ကျွန်တော်တို့ဝိတ်တင်းရိုးမှာရှိတဲ့အကြောင်းအိုးကောင်းမွန်စွာနားလေလေဘုရားတခင်ကိုယိုတေလေးစားလေအသက်ရှင်ဖို့လုံးကဇနီးကျွန်တော်တို့ဆုတောင်းတဲ့အခါမှာတပါးတီတော်သားတော်ယေရှုနာမတော်မြတ်ပြုလဲအလွန်ယူကြည်စွာဖြင့်ဆုတောင်းဆက်ကပ်ကြပါ၏အာမင်ကျေးဇူးတင်တဲ့ဆရာဆရာမများ